ကျွန်တော်အားလုံးလက်ခုပ်သွေးပြီးတော့မှဆရာမမမှန်နဲ့သူကိုတုံးပြုမဲ့တန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်အတူတကွကြိုးဆိုကြရအောင် come onအားလုံးပဲယေရှုတော်မှာနိုင်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ပိုစတာမှာဆရာမမန်ပုံကြီးတွေ့တော့တချို့ကဟာပါလေလန့်သွားမယ်လို့မျောလင့်နေပေါ့နော်ကျွန်မထင်တာပေါ့နော်ကျွန်မတော့ကျွန်မပုံကျွန်မတွေ့ပြီးလန့်သွားတယ်ဆိုဟာငါအတင်းသားတွေကတော့မြင်တော့လန့်ကုန်တော့မှာပဲဆိုပြီးကျွန်မအနှဲငယ်တော့ပေါ့နော်စိတ်ထဲထင်သွားပါတယ်ဆရာမမန်တရားဟောမှာမလို့ဆိုပြီးတော့များဘသူတွေကများမျောလင့်ဆောင်စားနေကြလဲတော့မသိဘူးပေါ့နော်ကျွန်မအနေနဲ့တရားဟောဖို့ရတဲ့မနေ့ကပိုစတာထွက်လာတဲ့အချိန်ထိကျွန်မအမှန်တိုင်းဝန်ခံရမယ်ဆိုလို့ရှိရင်ကျွန်မဘာဘယ်ကစပြောရမှန်းကျွန်မပြင်ဆင်မှုမရှိသေးဘူးပြန်ညင်းလိုက်ရင်လည်းကလေးဆန်ပါဆိုလို့ကျွန်မအနေနဲ့အရန်လဲကြောက်ပါတယ်အဲ့ချိန်မှာကျွန်မဘာမှမလုပ်တတ်တော့တဲ့အချိန်မှာကျွန်မဘာလုပ်လဲဆိုတော့ကျွန်မအခန်းထဲကိုပြန်ဝင်ပြီးတော့ဒူးထောက်ပြီးတော့ဖျားစီမှာဆူတောင်းခဲ့တယ်ဖျားကိုတော့တမီးကိုဘာပြောစေချင်တာလဲတမီးကစုံလင်တော့သူမဟုတ်ဘူးလေတမီးမပြည့်စုံဘူးအမှန်တိုင်းပြောလို့ရှိရင်တမီးကဘာသာရေးသမားလည်းမဟုတ်ဘူး just a teacher ဆရာမတယောက်ပဲသမီးဘာလုပ်ပေးရမှာလဲဘာမှမတတ်နိုင်ဘူးဆိုပြီးဆရာမဒူထောက်ဆူတောင်းတဲ့ခါမှာဖះရှင်ကဖွင့်ပြခဲ့တယ်ပေါ့နော်ဒီဖះဖွင့်ပြခဲ့တဲ့အရာပါလဲဆိုလို့ရှိရင်ဒီအားလုံးမြင်တဲ့အတိုင်းပဲသာဝရဖះမြင်သောနှလုံးသားဆိုတဲ့အရာနဲ့ဖះကျမကိုစကားပြောခဲ့တာဖြစ်ပါတယ်အခြေပြုကျမ်းနေနဲ့ကျမရွေးချယ်ထားတဲ့ကျမ်းပိုက်က100အခန်းကြီး16အပိုင်ငယ်ခွန်ဖြစ်ပါတယ်100အခန်းကြီး16အပိုင်ငယ်ခွန်ဖြစ်ပါတယ်တွေ့လို့ရှင်အားလုံးတူတူဖတ်ကြည့်ကြရအောင်ထာဝရဘုရားသည်လူမြင်တကယ်ထာဝရဘုရားကသူဤမျက်နှာသူဤအရက်ကိုမကြည့်မရှုနဲ့သူ့ကိုငါပယ်ပြီးထာဝရဘုရားသည်လူမြင်တကယ်သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတရံကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလအားမိန့်တော်မူ၏အာမင်ကျမရဲ့အရန်နှစ်သက်တဲ့ကျမ်းပိုက်တွေထဲကတစ်ခုဖြစ်ပါတယ်ဒီကျမ်းပိုက်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ပေါ့နော်ကကျမတို့ဒီစီရင်နယ်အဖွဲ့ချုပ်ရဲ့youth conference တစ်ခုမှာဆရာတယောက်ကကျမကိုteam လေးတစ်ခုကျမကိုရှာပေးပါလို့ပြောတဲ့အခါမှာကျမအနေနဲ့ဘယ်ဘလို့စရှာရမှန်းလည်းမသိဘူးကျမကိုလည်းဒီလိုမျိုးသူတို့အကြံတောင်းလိုက်မယ်လို့လည်းကျမမထင်ခဲ့တဲ့ခါကျမကိုဖះကဒီကျမ်းချက်အဖြစ်စကားပြောပြီးတော့မှကျမအဲ့တော့ကဘာပေးခဲ့လဲဆိုလို့ရှင်ချင်းလို့ပြောမယ်ဆိုလို့ရှင်ပစယန်ဒိတ်လုံတန်းအနေခံလို့ပေါ့နော်ဖះသခင်နှစ်သက်တော့နှလုံးသားပိုင်ရှင်လူငယ်ပေါ့နှလုံးသားရှိသောလူငယ်ပေါ့အဲ့လိုမျိုးနဲ့ကျွန်မပြောခဲ့တယ်ဒါပေမဲ့ကျွန်မကတော့ရုံတစ်ဖက်နဲ့ဆိုတော့အဲ့ဒီ conference ကိုကျွန်မတက်ခွင့်မရခဲ့ဘူးပေါ့နော်မတက်နိုင်ခဲ့ဘူးဒါပေမဲ့အဲ့ဒီချိန်မှာလည်းအရန်ကောင်းကြီးခံစားခဲ့ရတယ်လို့ကျွန်မပြန်သိရတဲ့အတွက်ပေါ့နော်အင်မတန်မှလည်းဖះရဲ့ဂုဏ်တော်ကိုချီးမွမ်းနေဒီနေ့မှလည်းဒီအရာအားဖြင့်ဒီမှာရှိရသူရောက်ချင်းစီတိုင်းပေါ်မှာဖះကောင်းကြီးဖြစ်စေမယ်လို့ကျွန်မမျှော်လင့်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်မအနေနဲ့ပထမဆုံးအနေနဲ့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျမတို့လူတွေအကဲဖြတ်တဲ့အခါမှာရုပ်ရည်တွင်ပြင်းသူ့ရဲ့အနေအထိုင်အဝတ်အစားမျက်လုံးကြည့်တဲ့အကြည့်တွေစသည်အပြင်ကျမတို့ကလူတယောက်ကိုအကဲဖြတ်လေးရှိတယ်ဒါကလူလောကအနေနဲ့ဆိုရင်ဒါမှန်ပါတယ်မမှားပါဘူးအယမ်းမှန်ပါတယ်ဒါပေမဲ့ဘုရားသခင်ကကြတော့ဘယ်လိုမြင်လဲဆိုလို့ရှိရင်ကျမတို့ကဒီနေ့ကျမတို့မြင်တဲ့အလုတ်အကင်နေဒီတယောက်ကတော့ဘယ်လိုလဲသူ့အလုတ်ကံရဒီဟာကြီးဖြစ်တဲ့အတွက်သူ့မှာမကောင်းတဲ့စိတ်ရှိမှာမဟုတ်ဘူးပြီးလို့ရှိရင်စကားသူ့ရဲ့စကားပြောပုံအရာကိုကြီးလိုက်ခြင်းအပြင်သူဟာအင်မတန်မှယဉ်ကျေးသိမ်မွေးတဲ့သူဖြစ်ပါလိမ့်မယ်သူဟာဘာသာရေးအရန်လုပ်တယ်သူဟာဖျားเจ้าထဲမှာနေ့တိုင်းလာတယ် worship ဆိုလည်းသူအများအားလက်မြောက်တယ်ဟလားသူအများအားဒူးထောက်တယ်မျက်ရည်ကျတယ်အဲ့လိုဆိုတော့သူကဖျားရဲ့ကောင်းကြီးကိုအင်မတန်မှခံစားရမှာပဲဆိုပြီးကျမတို့ရေဘူးရအားဖြင့်သတ်မှတ်လေးရှိကြပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့ဆွေးနွေးပါကလူတွေရဲ့အမြင်မဟုတ်ပါဘူးဖျားရဲ့အမြင်ကိုဆွေးနွေးမှာဖြစ်ပါတယ်ဖျားရဲ့အမြင်ကဘာလဲဆိုလို့ရှိရင်သူကကျမတို့ရဲ့
အသက်ရဲ့အရင်မြစ်ဖြစ်တဲ့နှလုံးသားကိုသူကကြည်တာဖြစ်ပါတယ်ဒီနေ့ကျမ်းစာမှာကျမတို့ကြည့်ခဲ့ဖတ်ခဲ့တဲ့အတိုင်းပဲပေါ့နော်ကျမတို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်အင်္ဂါအစိတ်ပိုင်းတွေမြောက်များစွာရှိပါတယ်လူတွေကကျမတို့ထင်တာကအုံနောက်ကနေထိမ့်ချုပ်တယ်အဲ့လိုမျိုးကိုကျမတို့ထင်ကြတယ်မဟုတ်ပါဘူးဘာလဲဆိုလို့ရှိရင်နှလုံးသားကထိမ့်ချုပ်တာဖြစ်ပါတယ်ဒီနှလုံးရက်သွားတဲ့အခါမှာကျမတို့သွေးလည်ပတ်မှုမရှိတော့ဘူးအောက်ဆီဂျင်မစီးဆင်းတော့တဲ့အခါမှာ तू က3မိနစ်ကနေ5မိနစ်အတွင်းမှာအုံနောက် cell တွေကပျက်စီးနိုင်တာဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့ဒီခန္ဓာကိုယ်ထိမ့်ချုပ်နေတဲ့ဒီနှလုံးသားကသွေးတွေကိုခန္ဓာကိုယ်တစ်ခုလုံးကိုပို့ပေးတယ်အောက်ဆီဂျင်တွေကိုအာဟာရတွေကိုဒီခန္ဓာကိုယ်တစ်ခုလုံးမှာလိုရင်လိုတယ်လို့သူကပို့ပေးတဲ့နေရာဖြစ်ပါတယ်သူနှလုံးမခုန်တော့ဘူးဆိုလို့ရှိရင်အုံနောက်တွေအသေးတွေကြောက်ကတ်တွေစားတဲ့အင်္ဂါတွေကအလုံးမလုံးတော့ဘူးဖြစ်ပါတယ်အခုဒီနှလုံးရဲ့အရေးပါပုံကတော့ဒါခန္ဓာကိုယ်အတွက်ကျမတို့လူအနေနဲ့ပေါ့နော်ကျမလည်းဆရာဝန်မဟုတ်တဲ့အတွက်ကျမနားလဲသလိုပေါ့နော်ပြောတာဖြစ်ပါတယ်တကယ်တော့ဖျားသခင်ကလည်းဒီနှလုံးသားကိုဘာကြောင့်ဒီနေရာမှာခန္ဓာကိုယ်မှာထိန်းချုပ်တဲ့ control center ဖြစ်ထည့်ပေးထားလဲဆိုလို့ရှိရင်သူကိုယ်တိုင်လည်းအဲ့ဒီအရာကိုကြည့်မြင်လို့ဖြစ်ပါတယ်သူကိုယ်တိုင်လည်းဒီအရာကိုပဲသူမြင်လို့ဖြစ်ပါတယ်ဒီနေရာမှာကျွန်မကနံပါတ်1အချက်အနေနဲ့ကျွန်မပြောချင်တာပါလဲဆိုလို့ရှိရင်နှလုံးသားလာတဲ့သူကိုဘုရားသခင်နှစ်သက်ပါတယ်ဘုရားသခင်မြင်ပါတယ်ဆိုတဲ့အချက်ကိုကျွန်မပြောချင်တာဖြစ်ပါတယ်ဒီနေရာမှာကျွန်မဘု து အကြောင်းပြောချင်လဲဆိုလို့ရှိရင်တော့အဲ့ဒီအချိန်ကာလကတော့ဣသေလလူမျိုးတွေအတွက်ပေးထားတဲ့ဘုရင်ရှောလူကိုဘုရားကပယ်ရှားတဲ့အချိန်ဖြစ်ပါတယ်အဲ့အချိန်မှာရှမွေလကိုဘုရားသခင်ကဗက်လီမျိုးကိုသွားပါရစ်ပူဇော်ပါလို့ပြောတဲ့အချိန်မှာရှမွေလကလည်းရှောလူသူ့ပေါ်မှာစိတ်ဆိုးမှကြောက်တဲ့အတွက်ဘုရားကိုပြောတဲ့အခါမှာဘုရားကရစ်ပူဇော်ဖို့ရန်အတွက်အကြံပေးခဲ့တယ်ပြောခဲ့တယ်မိန့်တော်မူခဲ့တယ်အဲ့အချိန်မှာရှမွေလကနေပြီးတော့မှယေရှဲတို့အိမ်ကိုရောက်သွားတယ်ဣသေလရှင်ဘုရင်ဖို့ရှာတဲ့အခါမှာအလုံးသိကြတဲ့အတိုင်းပဲလုံးဝယုံကြည်ထိုက်တဲ့အာကိုထိုက်တဲ့ဘယင်ဖြစ်ထိုက်တဲ့ကြံအင်လက္ခဏာတွေနဲ့ပြည့်စုံတဲ့တားအကြီးဆုံးအေလျာဘကနေစပြီးတော့မှရှမွေလကစီလူဘိတ်သိက်ပေးဖို့ရန်အတွက်စတင်ဖို့စ조사တဲ့အခါမှာဖခင်ဘာပြောလဲဆိုတော့ခုနကကျမတို့ဖတ်ခဲ့တဲ့ကျမ်းပိုက်တိုင်းပဲသူဤမျက်နှာသူဤစင်းတရံကိုမကြည့်နဲ့တဲ့ဖခင်ကလူမြင်တယ်လို့မြင်တာမဟုတ်ဘူးဆိုပြီးအေလျာဘကနေစပြီးဖခင်ညင်းပယ်တဲ့အခါမှာအဘိနဒတ်ဒုတိယမြောက်သားဖြစ်တဲ့အဘိနဒတ်ရှိမာကစလို့သူတား9ယောက်စေတဲ့အထိသူစီလူဘိတ်သိက်ပေးဖို့ရန်အတွက်သူစ조사ပင်မဲ့လေတယောက်မှမဟုတ်ဘူးလို့ပြောတဲ့အခါမှာရှမွေလအနေနဲ့ဖခင်ရဲ့အတန်ကိုကြားပြီးမှရှောလူကိုတောင်မှလှည့်ထွက်ခဲ့တဲ့သူကသူစီလူဘိတ်သိက်ပေးဖို့လူကရှာလို့မတွေ့တော့တဲ့အခါမှာရှမွေလအနေနဲ့သူမေးစရာတစ်ခုပဲရှိတော့တယ်ယေရှဲကိုမင်းမသားမရှိတော့ဘူးလားလို့သူမေးခဲ့တယ်အဲ့ချိန်မှာရှမွေလဘာပြောလဲဆိုလို့ရှိရင်ယေရှဲကဘာပြောလဲဆိုလို့ရှိရင်အပိုက်ငယ်အပိုက်ငယ်10လောက်မှာပေါ့နော်တိုးထိန်နေတဲ့အငယ်ဆုံးသားတစ်ယောက်ရှိပါတယ်လို့ပြောတယ်သူကတော်ထဲမှာရှိပါတယ်လို့ပြောတဲ့ခါမှာဖခင်ဘာပြောလဲဆိုရှမွေလဘာပြောလဲဆိုလို့ရှိရင်သွားခေါ်ပါအဲ့ဒီကလေးကိုသွားခေါ်ပါဆိုပြီးတော့ပြောတဲ့ခါမှာတော်ထဲမှာရှိတဲ့ဘသူမှကမမျော်လင့်ထားတဲ့ဒါဝိဒ်ကလေးခန့်ငယ်ငယ်လေးအဲ့ဒီသူကိုရှမွေလကနေပြီးတော့မှအခေါ်လွတ်စေခဲ့တယ်အဲ့ဒီအချိန်မှာဘာပြောလဲဆိုလို့ရှိရင်အပိုက်ငယ်7မှာသူမရောက်မီပွဲသို့ဝင်၍မထိုင်ရဆိုပြီးတော့မှမိန့်ခဲ့တယ်ဒါကြောင့်မလို့ကျမအနေနဲ့ပြောချင်တာဘာလဲဆိုလို့ရှိရင်ဒါဝိဒ်ကတော်ထဲမှာပဲနေတယ်။ तू ကတော်ထဲမှာအချိန်ရတဲ့ခါဖခင်ကိုချီးမွမ်းတယ်။တိုးလေးတွေကို तू ထိန်းတယ်။ဖခင်နဲ့အချိန်ယူတယ်။အဲ့ဒီနှလုံးသားကိုဖခင်ကအမြင်တာဖြစ်တယ်။သင်မြို့မှာပဲနေတောမှာပဲနေဖခင်ကသင်ရဲ့နှလုံးသားကိုမြင်တယ်ဆိုတဲ့အကြောင်းကိုကျမပြောချင်တာဖြစ်တယ်။သင်နှလုံးသားအကယ်၍ကောင်းစားပြီးတော့မှဖခင်ကိုချီးမွမ်းတဲ့နှလုံးသားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါဝိဒ်လေးလိုမျိုးပဲသင်မရောက်မချင်းပွဲတော်စလို့မရတဲ့အထိဖခင်ကချီးမြှောက်မှာဖြစ်ပါတယ်။အဲ့နံပါတ်1အချက်ကိုကျွန်မအနေနဲ့ message ပေးချင်တာဖြစ်ပါတယ်ဒီဒါဝိဒ်လေးရဲ့နှလုံးသားလိုမျိုးပဲအရောက်စီတိုင်းလဲပေါ့နော်ဒီအားလုံးသူရောက်တဲ့ခါမှာဒီပွဲကိုကျင်းပတဲ့ခါမှာဆိုလို့ရှိရင်ကျွန်မအနေနဲ့ဒါဝိဒ်နေရာကိုကျွန်မဝင်ခံစားကြည့်တဲ့ခါမှာငါသာဆိုရင်ဘလောက်ငါပျော်မလဲဘလောက်ဝမ်းသာမလဲပေါ့ကျမတို့အားလုံးလည်းဒီဒါဝိဒ်လိုမျိုးစီလူဘိတ်သိက်ခံရတဲ့နေရာမျိုးရောက်ဖို့ရန်အတွက်ဘုရားရှိကောင်းကြီးပေးပါစေနံပါတ်2အချက်ကကြတော့နှလုံးသားကကိုလိုချင်တာထက်ဘုရားစကားကိုသာအရေးပေးစေပါဆိုတဲ့အရာနဲ့ကျမဒုတိယအချက်ပြင်ဆင်လာတာဖြစ်ပါတယ်
ဒီနီဒုတိယအချက်ကကျတော့နှလုံးသားကကိုလိုချင်တာထက်ဆိုတာကကျမတို့ကတခါလေကြားလို့ရှိရင်ဖះเจ้าသွားမယ်အစားဟို shopping mall သွားလိုက်မယ်ဖះเจ้าသွားမယ်အစားဟိုဟာလှုပ်လိုက်မယ်စသည်အားဖြင့်ကျမကိုယ်တိုင်မှစတခါတရံစုံစမ်းခြင်းတွေခံရတဲ့ခါရှိပါတယ်ဒီအချိန်မှာကျမတို့ဒီအချက်ကနေပြီးတော့မှကျမတို့ကိုဖះကစကားပြောတာဖြစ်ပါတယ်ဟုတ်ပါတယ်ဖះเจ้าမသွားဘဲနဲ့အိမ်မှာလည်းဖះနဲ့အခွင့်အရေးအချိန်ယူလို့ရပါတယ်ဖះကလည်းဒီအခွင့်အရေးကိုကျမတို့တယောက်ချင်းစီတိုင်းကိုပေးထားပြီးသားဖြစ်ပါတယ်ဒီနေရာမှာကျန်းစာထဲမှာဆိုလို့ရှင်တော့ဘသူရဲ့အကြောင်းကိုပြောချင်လဲဆိုလို့ရှိရင်တော့သူကဖះရဲ့စကားကိုကြားရတဲ့သူတနည်းအားဖြင့်ဖះကိုဆုတောင်းနိုင်တဲ့သူဖြစ်ပါတယ်အဲ့ဒီသူကတော့အားလုံးသိတဲ့အတိုင်းပဲဘာလမ်ဖြစ်ပါတယ်ဘာလမ်နဲ့မိကလေးကသူတို့ဟာအားလုံးသိတဲ့အတိုင်းပဲဖះခွင့်မပြုတဲ့ဖះကမသွားနဲ့လို့ပြောတဲ့နေရာကိုဘာလမ်ရဲ့အတ္တတစ်ခုကြောင့်တခါထပ်ဆူတောင်းကြည့်မယ်ဆိုပြီးသူလိုချင်တာရဖို့အတွက်ဇွတ်တိုးလို့ဖို့သူပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်မှာတော့ဖះကကောင်းကင်တမန်ကိုလမ်းပိတ်ပြီးတော့ရက်ခိုင်းထားတယ်။ဘာလန်မကျတော့သူ့ရဲ့မျက်စိမှာကောင်းကင်တမန်ကိုမမြင်ရနိုင်လောက်တဲ့အထိသူ့ရဲ့မျက်စိထဲမှာသူ့ရဲ့အတ္တတွေသူ့ရဲ့လိုချင်တတ်မှတ်မှုတွေများစွာကပိတ်ထားတဲ့အခါမှာသူကကောင်းကင်တမန်ကိုတော့မမြင်ရတော့ဘဲနဲ့နောက်ဆုံးမှာမိကစကားပြောပြီးတော့မှသူ့ကိုအရှိမကောင်းကင်တမန်ရှိကြောင်းနဲ့မိကဆုံးမရတဲ့အခြေအနေထိဖြစ်သွားတယ်။ဒါကြောင့်မလို့အဆုံးမှာတော့တဲ့ဖះစကားနားမထောင်တဲ့သူကိုဖះကတရိษံကိုတုံးပြီးတော့မှဆုံးမရတဲ့အထိဖြစ်သွားတယ်။ဒါကြောင့်မလို့ဖះရဲ့စကားကိုနားထောင်ပြီးတော့မှတရိษံကနေဆုံးမရတဲ့အခြေအနေထိမရောက်ဖို့ရန်အတွက်ရောက်ချင်းစီတိုင်းကိုလည်းဖះရှင်စကားပြောပါစေ။ဖះသခင်ကမာကြောတဲ့နှလုံးသားနဲ့အလုံးမလုံးပါဘူး။ဖះသခင်ကဘလို့နှလုံးသားနဲ့အလုပ်လုပ်လဲဆိုလို့ရှိရင်ပြောင်းလဲပြင်လွဲတဲ့နှလုံးသားနားထောင်နာခံတဲ့နှလုံးသားနဲ့ပဲအလုပ်လုပ်ပါတယ်သူ့ဘုံတော်ထင်ရှားပါတယ်အဲ့ဒီချိန်ကြမှာဒါကြောင့်မလို့ကျမတို့တယောက်ချင်းစီတိုင်းလဲခေါင်းမာတဲ့အရာများရှိခဲ့သည်ရှိတော့ငါ့ကိုဖះသုံးလို့မရပဲဖြစ်လိမ့်မယ်ဆိုပြီးတော့မှကျမတို့ရဲ့အကျစ်လေးတွေကိုပြင်ကြပါစို့လို့ကျမဒီနေရာကနေပြီးတော့မှကိုရိုင်းမဆပြင်ဖို့ရန်အတွက်ယောက်ချင်းစီတိုင်းကိုတိုက်တွန်းခွန်အားပေးချင်ပါတယ်တတိယအချက်အနေနဲ့ကတော့ဗာလဲဆိုလို့ရှိရင်တော့ဖះစကားကိုနားထောင်ခြင်းကကယ်တင်ခြင်းအစာပြုရာလို့ကျွန်မရေးထားပါတယ်တတိယအချက်မှာဗာလဲဆိုလို့ရှိရင်ကျမ်းစာထဲမှာလည်းရေးထားပါတယ်နှလုံးသားဖြင့်ယုံကြည်လျင်ကယ်တင်ခြင်းရရှိမည်ဆိုပြီးတော့မှကျမ်းစာထဲမှာအတိအလင်းရေးသားထားတာဖြစ်ပါတယ်ယောမအခန်းကြီး30ပိုင်ငယ်ကိုဒုတိယပိုက်ထဲမှာကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်ကျမတို့ဒီကယ်တင်ခြင်းကိုရရှိဖို့ရန်အတွက်ဖះเจ้าကိုလာလို့အပြင်စင်တွေကောင်းလို့ဘာသာရေးလုံနိုင်လို့ဆိုတာမျိုးလိုဝမဟုတ်ပါဘူးဖះသခင်ကသူ့မှာရှိတဲ့တပါးသီးသောသားတော်ယေရှုခရစ်တော်ကိုအားလုံးသိတဲ့အတိုင်းသူဆေလွတ်ပေးခဲ့တယ်ယေရှုခရစ်ရဲ့ဥပမာလည်းပါလဲဆိုရင်သူဟာမင်းသားလို့မလာခဲ့ဘူးဘယင်လိုလည်းမလာခဲ့ဘူးငါဖះသားတော်ဆိုပြီးတော့လည်းမလာခဲ့ဘူးအပြင်အစင်မရှိခန္ဓာမှုဆိုတာဝေးစွသူလုံးဝနှိမ်ချတဲ့ပုံစံနဲ့သူလာခဲ့တယ်တင်းတဲ့ကျွန်ုပ်ကိုသူကယ်တင်ခဲ့တယ်သူကနောက်ဆုံးမှာသူလည်းမလို့ချင်းခဲ့ဘူးဒါပေမဲ့သူဘာဖြစ်ခဲ့လဲခမဲတော်ဖះရဲ့အလိုတော်ကိုဝန်ခံပြီးတော့မှဖះစကားကိုနားထောင်တဲ့အခါမှာကျမတို့အားလုံးကကယ်တင်ခြင်းကိုရရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ကြည်ရမယ့်အရာကလက်ဝါးကားတိုင်းဖြစ်တယ်လက်ဝါးကားတိုင်းရဲ့ပြောလက်ဝါးကားတိုင်းမှာကျမတို့မြင်တဲ့အတိုင်းပဲခရစ်တော်ကဖះစကားကိုနားထောင်နေဆိုလို့ရှိရင်ကျမတို့လည်းခရစ်တော်နဲ့တန်တူအောင်လို့ခရစ်တော်နားထောင်တဲ့ဖះစကားကိုကျမတို့နားထောင်ဖို့လိုတာဖြစ်ပါတယ်ဖိလိပ္ပိခန်းကြီး2အငယ်8ထဲမှာဆိုလို့ရှိရင်ဗာပြောထားလဲဆိုလို့ရှိရင်ခရစ်တော်ကသေဆုံးချိန်အထိကိုဖះရဲ့စကားနားထောင်နာခံခဲ့တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ကယေရှုခရစ်ရဲ့နားထောင်နာခံမှုကြောင့်ကယ်တင်ခြင်းကိုရရှိခဲ့တယ်။ဒါကြောင့်ဖျားစကားကိုနားထောင်ခြင်းကကယ်တင်ခြင်းအစပြုတဲ့ခရစ်တော်နဲ့တန်တူလာခြင်းဖြစ်ပါတယ်လို့ကျမဒီနေ့ဒီတတိယအချက်နဲ့ခွန်အားပေးချင်ပါတယ်။ဆိုတော့ကျမဒီနေရာမှာဒီနေ့မှာကျမအများကြီးလည်းမပြင်ဆင်ခဲ့ဘူးကျမအနေနဲ့လည်းတရားဟောတာအရန်ရှိရင်လည်းကျမမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျမပေးထားတဲ့ကျမပြောထားတဲ့အချက်3ချက်အားဖြင့်ပေါ့နော်နံပါတ်1ချက်ကပါလဲဆိုလို့ရှင်ဖျားသခင်ကအပြင်စင်ကိုမကြည့်ပဲနှလုံးသားကိုကြည့်ရဖျားကိုဖျားဖြစ်ကြောင်းသိစေချင်တာဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ပေါ့နော်နံပါတ်2အချက်ကပါလဲဆိုလို့ရှင်ဖျားစကားကိုနားမထောင်ဘဲနဲ့ဇွတ်လုတ်တဲ့နှလုံးသားရဲ့အန္တရာယ်ကိုဘာလမ်ရဲ့ဥပမာကနေပြီးတော့မှသိစေချင်တာဖြစ်ပါတယ်
နံပါတ်3ချက်ကတော့ဖျားစကားကိုနားထောင်နာခံတဲ့နှလုံးသားကကဲတင်ခြင်းနဲ့ဖျားနဲ့ဆက်ဆံရေးမှန်ကန်စေကြောင်းနားလည်လာဖို့ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မှာကျမအနေနဲ့အားလုံးလဲဒီကျန်းစာရဲ့ background ကိုကျမထက်တောင်ပို့ပြီးတော့သိကြလိမ့်မယ်အကုန်လုံး Sunday School တက်လာတဲ့သူတွေပဲဆိုတော့ဗောနော်ကျမအနေနဲ့အသေးစိတ်မပြောသွားတော့ဘူးဒါပေမဲ့ကျမဆွေးနွေးသွားတဲ့အချက်3ချက်အားဖြင့်အရောက်ချင်းစီတိုင်းကိုခွန်အားဖြစ်ပါစေလို့ကျမဆုတောင်းတယ်ကျမတော်လို့တက်လို့ကျမဖြစ်ချင်တာကိုကျမပြောတာမဟုတ်ပဲနဲ့ကျမဒူထောက်ဆုတောင်းခဲ့တဲ့အတိုင်းတန်ရှင်တော်ဝိညာဉ်တော်ဖျားသွန်သင်တဲ့အတိုင်းကျမဆုံးပါကျမပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံကြည်ခြင်းလုံးစုံချီးမြှောက်ခြင်းလုံးစုံကိုထိုတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုပဲပေးပါရယ်အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ